မင်္ဂလာပါဗျကျွန်တော်ဒီနေ့ပြောပြမှာကတော့ယူမဘတ်မှာ agent ယူထားတဲ့ဒူတွေအတွက်ကျွန်တော်တို့ကစားသမားတွေကို free spin ဘယ်လိုမျိုးစစ်ရမလဲဆိုတာကိုကျွန်တော်ကရှင်းပြပေးမှာပဲဖြစ်ပါတယ်ဗျဟုတ်ကဲ့ဒီလိုမျိုးဘာလို့ရှင်းပြရတာလဲဆိုတော့တချို့ကစားသမားတွေကဗျကျွန်တော်တို့ bonnet တွေယူတယ်ယူပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ free spin တွေကိုကုံအောင်မစော့ဘဲနဲ့ရှန်ထားတာမျိုးလို့အဲ့လိုမျိုးတွေကြုံရတတ်ပါတယ်အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ agent ဘက်ကနေပြီးတော့မှတေချာမစစ်စေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြောမလဲရှုံးတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီပြဿနာကိုကျွန်တော်တို့ဖြေရှင်းနိုင်ဖို့အတွက်ကျွန်တော်ကနေပြီးတော့မှဒီနေ့မှာဘယ်လိုစစ်ဆေးရမလဲဆိုတာကိုကျွန်တော်ကရှင်းပြပေးလိုက်ပါတယ်ဗျဆိုတော့ဒါကတော့ကျွန်တော်ရဲ့အကောင့်လေးပါဗျဒါကတော့ကျွန်တော်ရဲ့အကောင့်လေးပါအကောင့်လေးမှာဆိုတော့ကျွန်တော်တို့ဒီမှာငွေသွင်းငွေထုတ်လုပ်တဲ့နေရာကိုကျွန်တော်တို့တစ်ချက်သွားပါမယ်အဲ့တော့ကျွန်တော်ဒါကတော့ဒီငွေသွင်းငွေထုတ်လုပ်တဲ့နေရာလို့ကျွန်တော်တစ်ချက်သွားမယ်ဗျโอเคအဲ့မှာဆိုလို့ရှိရင်ဗျကျွန်တော်ကစမ်းပြထားတာကဒီအောင်ကို3နှစ်ဆိုတဲ့အကောင့်ကိုကျွန်တော်ကရှင်းဘာလို့လဲစမ်းပြပေးထားတာဖြစ်ပါတယ်ဗျဆိုတော့ကျွန်တော်ကဒီအောင်ကို3နှစ်ကိုကျွန်တော်က copy ယူလိုက်ပါမယ် copy ယူလိုက်မယ်ဒီနားမှာတွားပြီးတော့လဲစစ်လို့ရတယ်ဗျဒီနားမှာတွားမယ်ဆိုလို့ကျွန်တော်တို့ဒီမှာ setting ပြီးဒီမှာတော့ game record ဆိုပြီးတော့စစ်လို့ရတယ်ဒါပေမဲ့ဒီ game record ကကျွန်တော်တို့ကစားသမားတွေရဲ့အကုန်လုံးရဲ့ဘယ်လိုပြောမလဲအကျဉ်းကြီးတွေကိုလာပြီးတော့ပေါ်တာပေါ့နော်အဲ့တော့ဒီမှာစစ်မယ်ဆိုလို့ရှိရင်တော့တိတ်အဆင်မပြေတော့ဘူးဒါပေမဲ့ကျွန်တော်ကတော့ဒီ10 button မှာတွားပြီးတော့စစ်ပါမယ်ဗျအဲ့တော့ကျွန်တော်တို့ဒီ10 button ကိုကျွန်တော်တို့တစ်ချက်တွားလိုက်ပါမယ်တွားပြီးသွားပြီဆိုလို့ရှိရင်ဗျကျွန်တော်တို့ဒီမှာအရှိန်နေပါညာတာကစမကလာဒါတွေကတော့ကိုယ့်အကိုပြောင်းလို့ရတယ်ကစားသမားဘယ်နေရဘောနဲ့ယူထားလဲယူတဲ့ရက်ကိုတွားပြီးတော့ဒီမှာအရှိန်နေနေ့ရက်တွေတွားပြီးတော့ပြောင်းလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီနေ့မှာဆော်ထားတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီနေ့ကိုပဲတွားပါမယ်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာကြည့်ပါ search bay မှာကျွန်တော်တို့ဒီ setting ပုံလေးရှိပါတယ်အဲ့တော့ setting ပုံလို့ကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပါမယ်ဗျနှိပ်ပြီးသွားရတယ်ကျွန်တော်တို့ဒီမှာ user name နေရာမှာကျွန်တော်ဆောင်းတာကကျွန်တော် copy ယူလာတယ်ကျွန်တော်တစ်ချက်ရှာလိုက်ပါမယ်အဲ့ဆိုလို့ရှိရင်ဗျကျွန်တော်တို့ပြန်ရှာကြည့်မယ်ပေါ့နော်okayအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ကြက်လိုက်ယူကျွန်တော်ဒီနေ့ကစားထားတာက PG နဲ့ PP နဲ့ပေါ့နော်အဲ့တော့ free spin တွေအများဆုံးအဝယ်လို့ကောင်းတာက PP အခန်းကတော့တော်တော်များများဝယ်ကြတယ်ပေါ့နော်ရှန်နဲ့ free spin ရှန်တာများများကလည်း PP မှာတော်တော်များများတော့ရှန်ကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဟာကိုစစ်ဆေးပါမယ်ဗျအဲ့တော့ဒါတွေကလူချင်းမင်းတို့တိပိတာပါဒါတွေကဘာညာဆိုတော့ဒီမှာဒါဆိုလို့ရှိရင်ဒီမိုးကဘာလဲဆိုတော့ဗျာကျွန်တော်တို့ဒီ game ဘယ်ခန်းမှာဘယ်နှချိန်ဆော့လဲဘာညာအဲ့ဒါတွေကပေါ်တယ်ဗျအဲ့တော့ကျွန်တော်ကတော့အသေးစိတ်သိဖို့အတွက်ဒီ round 52ကိုကျွန်တော်တို့ရွေးလိုက်ပါမယ်ဗျအဲ့တော့ဒီ round 52ကိုကျွန်တော်ကရွေးလိုက်ပါမယ်ရွေးလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီ free spin စစ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ချက်ရှိပါတယ်ပထမတစ်ချက်ဒီအချိန်ကိုကြည့်ပြီးတော့ကျွန်တော်တို့သိနိုင်တယ်ဒုတိယတစ်ချက်ဒီကျွန်တော်တို့ gain နာမည်ကိုကြည့်ပြီးကျွန်တော်တို့ကသိနိုင်ပါတယ်ဗျဒီမှာဆိုလို့ရှိရင်ဗျာကျွန်တော်တို့အစင်လိုက်လေးပဲရှိတယ်အစင်လိုက်လေးပဲပေါ့နော်အဲ့တော့ဘယ်ဘလို့ဒါတွေအစင်လိုက်ပဲဒီမှာကြည့်ပါစက္ကွန်50ခွန်မှာ Starlight Princess ဒါတမီတော့မှာပဲစော့ထားတယ်ပေါ့နော်ဒါတွေကပြောင်းလဲမှုမရှိဘူးထူးခြားမှုလည်းမရှိဘူးဒါတာမန်ပဲဘန်းမောက်200နဲ့ Windows ဘလောက်ဘာညာ99ရှုံးလို့မျိုးပေါ့နော်အဲ့တော့နံပါတ်1စာမျက်နှာမှာမရှိဘူးနံပါတ်2စာမျက်နှာမှာရှိလားဆိုတော့နံပါတ်2စာမျက်နှာမှာထူးခြားမှုရှိသွားပါတယ်ဗျဒီမှာကြည့်ပါဒီမှာကျွန်တော်တို့ဒီ Starlight Princess ကိုကျွန်တော်တို့မှာအရှင်ကိုကြည့်လိုက်55ကျွန်တော်တို့ပြီးတော့ဒီတခြား gain လည်းကျွန်တော်စော်ထားသေးရပေါ့နော်အဲ့ဒါကိုမှကျွန်တော်တို့ဒီမှာ18:51ကနေပြီးတော့18:10မိနစ်ကို auto ရောက်သွားတယ်ဒီဟာဒီကျွန်တော်တို့ free spin ကိုကျွန်တော်တို့ဝယ်ထားတာဖြစ်ပါတယ် free spin ဝယ်ထားပြီးတော့မှကျွန်တော်တို့ဒီ pyramid bonus game မှာကျွန်တော်ဒီ free spin ဝယ်ထားတဲ့အတွက်ကြောင့်မလို့ free spin ကိုအချိန်ကချက်ချင်းတန်းပြောင်းသွားတာပါပုံမှန်ဆိုလို့ရှိရင်ဒီအချိန်ကအစင်လိုက်လာမှာဖြစ်ပါတယ်အဲ့တော့ဒီမှာအစင်လိုက်မလာဘဲနဲ့ဒီမှာနေဝယ်ပြီးွားရင်ချက်ချင်းတန်းပြောင်းသွားတာဒါဒီ free spin ဝယ်ထားတာဖြစ်ပါတယ်ဝယ်ထားတယ်ဆိုတဲ့သဘောတရားကတော့ free spin ကိုရှန်ထားတာပေါ့နော်အဲ့တော့ free spin ကိုရှန်ထားတယ်ဥပမာ bonnet တွေယူပြီးတော့ free spin ကိုရှန်ထားတယ်ပတ်စံကုန်ပြီဆိုတော့ငွေလာသွင်းတယ်ဒီဘက်ကကြည့်လိုက်ခါကျတော့လည်းငွေကုန်တယ်ဆိုပြီးတော့ပတ်စံသွင်းပေးလိုက်တယ်ပြီးတော့သူကအပတ်စံနဲ့ဒီလိုမျိုးလေးတွေဆော့ပြီးသွားလို့ရှိရင်ဒီဝယ်ထားတဲ့ gain ထဲမှာဝင်ပြီးတော့လှည့်လိုက်တာပေါ့နော်အဲ့တော့ဒီလိုမျိုးတွေတခြားမစစ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ agent ဘက်ကနေပြီးတော့နစ်နာတယ်ပေါ့အဲ့တော့ဒါကပထမတစ်ချိန်ကျွန်တော်တို့ဒီ pyramid bonus game မှာကျွန်တော်တို့ဝယ်သွားတဲ့အစင်လမ်းမဟုတ်ဘူးကျွန်တော်စမ်းထားတာရှိပါသေးတယ်ဗျပြီးနေဒီမှာထပ်ကြည့်ပါဒါတော့ပုံမှန်ပါပဲဗျဒါတော့ပုံမှန်ပါပဲနံပါတ်4ဒါကလည်းပုံမှန်ပါပဲဗျโอเคပုံမှန်ပါပဲဆိုအောင်မှဒီမှာကြည့်ပါကျွန်တော်က gain ဆဆဝင်ချင်းဆောင်းတာကျွန်တော်ပြောသလိုကျွန်တော်ကနေပြီးတော့မှဒီမှာဟိုပါပေါ့နော်ဒီ gain မှာကျွန်တော်ဆဆဝယ်လိုက်တယ်ဝယ်ပြီးသွားရင်ကျွန်တော်ကတခြားအခန်းတွေမှာကျွန်တော် gain သွားဆော့ပြီးတော့မှဒီခန်းကိုကျွန်တော်ပြန်လာပြီးတော့လှည့်လိုက်တယ်ပေါ့နော်အဲ့တော့အရှင်ကိုကြည့်ပါပုံမှန်ဆိုလို့ရှိရင်အနည်းကနေအများကိုသွားအောင်ကျွန်တော်ကအများကနေအနည်းကိုသွားပြီးတော့မှအများပြီးတော့အနည်းနဲ့ပြီးတော့မှပုံများသွားတာပေါ့နော်အဲ့တော့ဒီဟာလည်းပဲ fees ပြန်ဝယ်ထားတာဖြစ်ပါတယ်အဲ့တော့8000နဲ့ fees ပြန်ဝယ်ထားတာကို9000
9968ချက်ရတယ်ပေါ့နော်အဲ့တော့လွယ်လေးနဲ့ပြောရမယ်ဆိုလို့ရှိရင်ဗျာဒီ amount ကကျွန်တော်တို့ဒီ tin ပတင်မှာ user name နဲ့ကျွန်တော်တို့သွားစစ်ရပါမယ်အဲ့ဒါမှအချိန်ဒီအစင်လိုက်ဖြစ်နေရပါမယ်အချိန်ဒီအစင်လိုက်မဖြစ်ဘူးဆိုလို့ရှိရင်ဒီဟာဒီ free spin ဝယ်ထားတာဖြစ်ပါတယ်ဗျအဲ့တော့ gain ကိုလည်း gain နာမည်ကိုလည်းကြည့်ရမယ်အချိန်ကိုလည်းကြည့်ရပါမယ်ဗျအဲ့တော့ဒီမှာဆိုလို့ရှိရင်တိတိတတာကြီးကိုနံပါတ်1ဒီနံပါတ်2စာမျက်နှာမှာပြောင်းလဲသွားတယ်ပေါ့နော်ဆိုတော့ဒီ agent လုပ်တဲ့ညီကိုတွေဒါကိုကြည့်ရှင်းအပြင်free spin ရှန်တဲ့ဟာကိုဘယ်လိုစစ်ဆေးရမလဲဆိုတာကိုနားလည်မယ်လို့ထင်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ